တားဖြစ်သူဟာတေဆုံးပြီးတဲ့နောက်ပိုးဟတ်တကောင်ဖြစ်ဘဝပြောင်းလဲကအိမ်ပြန်လာခဲ့ပါတယ်သူ့အမေကတော့ပိုးဟတ်ကိုမြင်ချင်းပဲဒါဟာသူ့သားဆိုတာကိုတန်းသိလိုက်ပါတယ်ဘာလို့လဲဆိုတော့တားဖြစ်သူအသက်ရှိစဉ်ကအမေနဲ့နောက်ပြောင်ခဲ့ဘူးလို့ပါပဲအမေတကယ်လို့တနေ့နေ့မှာတားကပိုးဟတ်ဖြစ်သွားရင်အမေသားကိုမှတ်မိအောင်မလားလို့သူကမေးခဲ့ဘူးပါတယ်အဲ့ဒီတုန်းကသူတို့နှစ်ယောက်ဂတိတစ်ခုထားခဲ့ကြတယ်တကယ်လို့အမေကသူ့ကိုမမှတ်မိဘူးဆိုရင်သူကအမေရဲ့နှာခေါင်းပေါ်ကိုခုန်တက်ပြပါမယ်ဆိုပြီးတော့ပေါ့မကြခင်ကပဲအဲ့ဒီအမျိုးသားဟာလှုပ်ဝက်တာဝန်တစ်ခုကိုထမ်းဆောင်နေခဲ့တာပါဖန်စီရေးစစ်စင်ရေးကြီးစတင်ခါနီးမှာသူက3နှစ်ကြာဝေးကွာနေတဲ့အမေဖြစ်သူစီဖုန်းဆက်ခဲ့ပါတယ်ဒီနေ့နှစ်တကူအကျိုးညစာကိုအိမ်ပြန်လာပြီးအတူစားမယ်လို့လည်းအသေးချာဂတိပေးခဲ့ပါတယ်အမေဖြစ်သူဟာတားပြန်လာတော့မယ်ဆိုပြီးဝမ်းသာအားရနဲ့သူကြိုက်တတ်တဲ့ဟင်းတွေကိုတဝကြီးချက်ပြုတ်ပြီးစောင့်နေခဲ့တာပေါ့ဒါပေမဲ့တကောင်ရဲ့အချိန်ရောက်တဲ့အထိတားဖြစ်သူရဲ့အရေးအယောင်တော့မတွေ့ရပါဘူးတကယ်တော့သူ့ရဲ့လှုပ်ဝက်ထောက်လန်းရေးအထောက်ထားကိုဂိုင်းစတာခေါင်းဆောင်ကတီးသွားပြီးပွဲချင်းပြီးအသက်ခံလိုက်ရတာကိုအမေဖြစ်သူခမညာမသိရှာပါဘူးတေမင်းနိုင်ငံကိုရောက်သွားတဲ့အခါမှာတော့သူဟာငရဲမင်းနဲ့တွေ့ဆုံခဲ့ပါတယ်သူဟာတသက်လုံးကောင်းမှုတွေလုပ်ခဲ့တာကြောင့်ငရဲမင်းကလူပြည်ကိုတစ်ခေါက်ပြန်ခွင့်ပေးခဲ့ပါတယ်ဒါပေမဲ့သူကအမေကိုပြေးဖက်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲငရဲမင်းကပြန်ဆွဲထားပြီးမင်းလူပြည်ပြန်ချင်းရင်စမ်းသက်ချက်9ခုကိုအောင်မြင်ရမယ်တရိတ်ဆန်9မျိုးအဖြစ်နဲ့အမေစီပြန်သွားရမယ်အဲ့ဒီ9ကြိမ်စလုံးမှာမင်းအမေကမင်းကိုမှတ်မိနေရမယ်တစ်ကြိမ်လေးတောင်မမှတ်မိပဲလွဲချော်သွားရင်တော့မင်းရဲ့ဝိညာဉ်ဟာထာဝရပျက်စီးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ငရဲမင်းကသူ့ကိုအခွင့်အရေးတစ်ခုအနေနဲ့ပထမဆုံးဖြစ်မဲ့တရိတ်ဆန်ကိုကိုယ်တိုင်ရွေးချယ်ခွင့်ပေးခဲ့ပါတယ်အဲ့ဒီမှာသူကအမေနဲ့နောက်ပြောင်ခဲ့တဲ့ပိုးဟတ်ဇလန်းကိုချက်ချင်းတတိယသွားပြီးပိုးဟတ်အဖြစ်ကိုရွေးချယ်ခဲ့တာပါအဲ့ဒီအချိန်မှာအမေဖြစ်သူဟာတားကိုစောင့်ရင်အပြက်ပြီးလဲကြတော့မလို့ဖြစ်နေချိန်မှာပဲလုတ်ဖို့ကိုင်ဘက်တယောက်ကကူညီတွဲပေးထားပါတယ်လူတိုင်းကပိုးဟတ်မြင်ရင်တက်ချင်ကြတာမို့သူသားအမေစီကိုဒီတိုင်းပြေးသွားရင်အမေကမမှတ်မိခင်မှာပဲတယောက်ရဲ့ဖက်နှက်အောက်မှာပြားသွားနိုင်တယ်လို့သူတွေးလိုက်မိပါတယ်ကံကောင်းချင်တော့အမေဖြစ်သူကတယောက်တည်းခဏလောက်နေချင်တယ်လို့ပြောတာကြောင့်အားလုံးကထွက်သွားပေးကြပါတယ်သူဟာအမေရဲ့လက်ပေါ်ကနေတဆင့်နှာခေါင်းပေါ်ကိုတွားတက်သွားပါတယ်ဒါဟာသူတို့နှစ်ယောက်နောက်ပြောင်ခဲ့ဘူးတဲ့လှုပ်ဝက်ချက်ပြပဲလေအမေဖြစ်သူကချက်ချင်းဆိုသလိုပဲဒါဟာသူ့သားဆိုတာနားလည်သွားပါတယ်သားဖြစ်သူပိုးဟတ်လေးကိုလက်ဖွားထဲမှာယူယူရရထည့်ထားပြီးပျောက်ကွယ်သွားမှကိုကြောက်နေရှာပါတယ်အိမ်ရောက်တော့လဲအလှဆုံးဖန်အိုးလေးတစ်လုံးထဲမှာသားကိုထည့်ထားပေးတာပေါ့သူဟာနောက်ထပ်တရိတ်ဆန်တစ်မျိုးဖြစ်အမြန်ဆုံးကူးပြောင်းနိုင်ဖို့အတွက်ဒီဘဝကိုအမြန်ဆုံးအဆုံးသတ်ချင်နေပေမဲ့သူသားရုတ်တရက်ပျောက်ကွယ်သွားရင်အမေဖြစ်သူခန္ဓာရည်ရှိမှာမဟုတ်ဘူးဆိုတာကိုစိုးရိမ်နေမိပါတယ်ဒါကြောင့်ပိုးဟတ်ဘဝနဲ့ပဲအမေနားမှာခဏလောက်နေပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတကားခောက်တန်ကြားလိုက်ရပါတယ်တားဖြစ်သူရဲ့ရင်ထဲမှာထိတ်ကနေဖြစ်သွားပေမဲ့အဲ့ဒါကြီးအရန်ရှည်တဲ့ဒေါ်လေးဖြစ်မယ်လို့ခံမှန်းလိုက်မိပါတယ်ဘေးကင်းအောင်လို့အမေဖြစ်သူကတားရှိနေတဲ့ဖန်အိုးကိုအမြင့်တနေရာမှာတင်ထားပြီးမှတကားဖွင့်ပေးလိုက်ပါတယ်အဲ့ဒီဒေါ်လေးကတော့စေတနာကောင်းနဲ့လာတာမဟုတ်ပါဘူးတားလည်းမရှိတော့ဘူးဆိုတော့အမေကြီးလည်းအိုလာရင်အားကိုးရမရှိတော့ဘူးဆွေမျိုးတွေကိုပဲအားကိုးရတော့မယ်လို့ဆိုလာပါတယ်အမေဖြစ်သူကစကားကိုချက်ချင်းဖြတ်ပြောလိုက်ပါတယ်အဲ့ဒီဒေါ်လေးဟာတားဖြစ်သူရဲ့အသက်နဲ့လဲပြီးရထားတဲ့ရော်ချင်းငွေကိုမျက်စိကျနေမှန်သူသိနေတာကိုဒါကိုဘေးကနေကြားနေရတဲ့အမျိုးသားဟာအရန်ကိုဒေါသထွက်ပြီးခွေးတကောင်သာဖြစ်လိုက်ရင်အမေကိုနှိပ်စက်နေတဲ့သူတွေကိုကိုက်တက်ပြစ်လိုက်မိမှလို့တွေးနေမိပါတယ်အဲ့ဒီအချိန်မှာပဲဒေါ်လေးရဲ့မြေးလေးကပြင်းလာတာနဲ့အမြင့်မှာတင်ထားတဲ့ဖန်အိုးကိုလှမ်းကြည့်နေပါတယ်ကလေးကအရက်မမီတော့လှမ်းယူရင်းနဲ့ဖန်အိုးကိုမြေကြီးပေါ်ဆွဲချလိုက်တယ်လို့ဖြစ်သွားပါတော့တယ်